ကတော့အောက်မှာတိုင်ရှိတစ်ခါချင်းတစ်ခါပေါ့နော်ဇူကတော့တိုင်တိုတစ်ခါချင်းတစ်ခါနဲ့ဇူပတ်ပတ်လဲထိုးသွားပေးပါနော်ဒီပုံစံလေးတိုင်းပဲနော်ပြီးရင်ဆိုတော့ဒီမှတ်ချိတ်ချိတ်တဲ့ဒီ3နိုင်ကိုရောက်လာပြီပေါ့နော်3နိုင်ရောက်ပြီဆိုလို့ရှိရင်ဒီမှာဇူချင်းတစ်ခုချားတယ်ပြီးရင်ဒီမှာအလေးထည့်လိုက်တယ်ပြီးရင်ဒီအပြားလေးကိုယူလိုက်တယ်ပေါ့နော်ဒီမလှတဲ့ဘက်ကိုဒီနောက်ကျောမှာထားမယ်လှတဲ့ဘက်ကိုဟိုဘက်မှာထားမယ်နော်ဒီမှာသူ့မှာဒီလိုလေးအဲ့လိုလေးပါရပေါ့နော်အဲ့လိုလေးဘေးဆုံးကအပေါက်ထဲမှာအဲ့လိုလေးထိုးမယ်ပြီးရင်ဆိုတော့ဒီမှာလဲတိုင်တိုတစ်ချက်နဲ့ချုပ်လိုက်မယ်ကတ်ချုပ်လိုက်မယ်ပြီးရင်သူ့ဘေးမှာချင်းတစ်ခုချတယ်ပေါ့နော်ဇူကအဲ့ချင်းတစ်ခုချရတဲ့ကိုချင်းမချတော့ဘဲနဲ့အဲ့လေးထိုးပြီးတော့ဒီမှာသူ့ဘေးမှာနောက်တဲ့အပေါက်လေးတစ်ပေါက်ပါတယ်ပေါ့နော်အဲ့အပေါက်လေးတွေကိုဇူတိုင်တိုလေးနဲ့ပဲချုပ်လိုက်မယ်ပြီးရင်ဒီမှာအလေကောင်တိုင်လေးရောက်လာပြီအလေကောင်တိုင်ဆိုလို့ရှင်လဲလို့ပဲဒီမှာအလေကောင်အပေါက်လေးပါရပေါ့နော်ဒီလိုလေးဒါဆို3ချက်ရှိပြီပြီးရင်နောက်တစ်ချက်4ချက်ပြီးဒီမှာနောက်ဆုံးတစ်ချက်5ချက်နဲ့ဒီလိုလေးချုပ်သွားမယ်ဟိုဘက်မှာလည်းအဲ့ဒီပုံစံတိုင်းလေးချုပ်သွားမယ်ပြီးရင်ချင်းလေးတစ်ခုချားမယ်တိုင်တိုတစ်ခါချင်းတစ်ခါပြန်ထိုးမယ်ဒီမှာဒီလိုလေးပေါ့နော်ပြီးရင်သူတို့တိုင်တိုတစ်ခါချင်းတစ်ခါနဲ့သွားမယ်ပြီးရင်ဒီလေကောင်ကဒီ3နိုင်ကိုလည်းသူဒီဘက်မှာပြထားသလိုလေးချုပ်မယ်နော်အဲဆိုရင်ဒီဘက်ထိထိုးလာခဲ့ပြီပါနော်ဒီမှာဆိုတိုင်တိုတစ်ခါချင်းတစ်ခါနဲ့ဒီမှာဒီတိုင်လေးရောက်ပြီပေါ့နော်ဒီတိုင်ရှည်လေးပေါ်မှာလဲဆိုတိုင်တိုလေးတစ်ခုထိုးလိုက်မယ်ပြီးရင်ဒီမှာရှက်ကော်လေးနဲ့ဆက်လိုက်မယ်ဒါဆိုလို့ရှိရင်ဆိုတိုင်တိုတစ်ခါချင်းတစ်ခါနဲ့တရန်ကုတ်ပြီးသွားပြီပေါ့နော်26တန်းမြောက်ပြီးသွားပြီ။ဒါဆို28တန်းကိုဒီမှာချင်းလေးတစ်ခုတက်လိုက်မယ်။ဒီမှာဆိုတိုင်တိုတစ်ပေါက်တစ်ချက်စီပဲထိုးသွားမယ်နော်။ဒီမှာချင်းချရတဲ့အပေါက်တွေကိုလည်းဆိုတိုင်တိုထိုးမယ်။ပြီးရင်တိုင်တိုပေါ်မှာလည်းတိုင်တိုထိုးမယ်။ဒီမှာကျချင်းလုံးဝမချတော့ဘူးပေါ့နော်။ဒီချင်းချရတဲ့အပေါက်တွေရောတစ်ပေါက်ကိုတစ်ချက်စီနဲ့သူတို့ပတ်လဲအနာလေးထပ်ကုန်မယ်ပေါ့နော်ဒီတိုင်းလေးပတ်လဲထိုးသွားပြီပါနော်ချင်းချားကြမလို့တော့ဘူးတိုင်တိုတစ်ပေါက်တစ်ချက်စီပတ်လဲထိုးသွားရင်ရပါပြီနော်ဆိုတော့ဒီမှာတိုင်တိုတစ်ပေါက်တစ်ချက်စီနဲ့ထိုးလာတာဒီမှာချင်းတစ်ခုချခဲ့တဲ့ပေါက်လေးတိုင်တိုလေးထိုးမယ်ပြီးရင်သူဘေးရဒီတိုင်တိုဝင်းလေးမှာလည်းတိုင်တိုလေးထိုးမယ်ပြီးရင်ပထမဆုံးထိုးခဲ့တဲ့ဒီတိုင်တိုလေးပေါ်မှာသူတို့ရှက်ကော်လေးနဲ့ဆက်လိုက်မယ်နော်သူတို့ဒီမှာရှက်ကော်လေးနဲ့ဆက်ပြီးသွားရင်သူချင်းတစ်ခုတက်မယ်ပြီးရင်သူတို့ဒီရှက်ကော်ဆက်ထားတဲ့အပေါက်ထဲမှာမထိုးဘူးပေါ့နော်ဒီမှာဒီတိုင်ရဲ့ဒီဘက်ဟိုဘက်အချမ်းပေါ့နော်ကိုယ့်ရဲ့ဒီဘက်ချမ်းမဟုတ်တဲ့ဟာဟိုဘက်ချမ်းကခြီလေးတစ်ခုကိုပဲယူပြီးတော့သူတို့ဒီလိုလေးဟိုဘက်တစ်ချမ်းလေးပဲယူပြီးတော့ရှက်ကော်လေးနဲ့လိုက်ပြီးတော့အနားလေးတွေကွက်လိုက်မယ်ပေါ့နော်ဒီလိုလေးနော်ဟိုဘက်တစ်ချမ်းလေးပဲယူပြီးတော့နားကွက်မယ်ဒီလိုလေးတွေပတ်လဲရှက်ကော်လေးနဲ့အနားလေးတွေလိုက်ခုတ်ပေးပါနော်သူတို့ဒီရှက်ကော်နဲ့အနားလေးတွေခုတ်ပြီးပြီဆိုလို့ရှိရင်ခြေလေးကိုဖြတ်လို့ရပါပြီခြေစားလေးနည်းနည်းရှည်ပြီးတော့ဖြတ်မယ်ပေါ့နော်သူတို့အနားသိမ်းမှာဆိုတော့လေဖြတ်လိုက်မယ်ဖြတ်ပြီးရင်သူတို့ဒီရှက်ကော်အတိုင်းလေးပဲခြေလေးကိုဆွဲနှုတ်လိုက်မယ်ပြီးရင်သူတို့ဒီဒါလေးနဲ့ကိုစုသိမ်းပြထားတယ်လို့လေအနားလေးသိမ်းလိုက်လို့ရှိရင်အိတ်ကိုတယ်လေးပြီးပါပြီဒီမှာသူတို့ပထမဆုံးထိုးခဲ့တဲ့ရှက်ကော်လေးတွေကိုအလေးထိုးလိုက်မယ်ပြီးရင်နောက်ဆုံးထိုးခဲ့တဲ့ရှက်ကော်လေးရဲ့ဟိုဘက်ဒီဘက်တစ်ချမ်းပေါ့နော်ဒီဘက်တစ်ချမ်းလေးကိုစုအလေးထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာဒီအတွင်းသားတွေကဒီလိုမိုးနေရာလေးတွေမှာလည်းစုခြီလေးကိုထည့်ပြီးတော့တင်လိုက်မယ်ဒီမှာနည်းနည်းလေးဆွဲလိုက်မှာပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်သူတို့ခြီဆက်ရာတိတ်မတိတာတော့ဘူးပြီးရင်ဒီထဲမှာပဲသူတို့ဒီထဲမှာပဲဒီခြီစာလေးကိုတက်ရလေးတင်လိုက်လို့ရှိရင်ဒီအိတ်ကိုတယ်လေးပြီးသွားပြီပေါ့နော်ပြီးရင်စုကြိုးထိုးမယ်ပေါ့နော်
ပြီးရင်သူတို့ပခုံးကျိုးထိုးဖို့အတွက်ဒီဘက်မှာစလစ်နော်လေးမလုပ်ခင်ဒီဘက်မှာကျိုးလေးခြေလေးနည်းနည်းကိုရှည်ရှည်လေးခြံထားခဲ့မယ်နော်ပြီးမှသူတို့ဒီမှာစလစ်နော်လေးလုပ်လိုက်မယ်ပြီးရင်ချိန်120ထိုးပါမယ်ချိန်120ထိုးလာခဲ့ပြီပါနော်ချိန်120ဒီရပြီဆိုလို့ရှိရင်သူတို့နောက်ထပ်ချိန်လေးတစ်ခုတက်လိုက်မယ်ပြီးရင်သူတို့ဒီဒုတိယမြောက်အပေါက်လေးမှာတိုင်တိုလေးတွေတစ်ပေါက်တစ်ချက်စီနဲ့အားလုံးပေါင်းတိုင်တိုလေး120ထိုးလာခဲ့ပြီပါနော်ဒီလိုပုံစံလေးအတိုင်းအဆုံးထိတိုင်တိုလေး120ထိုးလာခဲ့ပြီပါနော်နောက်ဆုံးပေါက်ဒီတိုင်တိုလေးထိုးပြီးရင်သူတို့ချင်းတစ်ခုတက်မယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်မယ်ဒုတိယမြောက်အတန်းစထိုးမယ်ပေါ့နော်ဒီမှာဒီတိုင်တိုလေးမှာပဲထိုးမယ်ဒီချင်းတစ်ခုကိုကြော်မယ်နော်ဒီမှာတိုင်တိုလေးဒီလိုပဲတစ်ပေါက်ကိုတစ်ချက်စီနဲ့120တိုင်တိုလေး120ထပ်ပြီးတော့ထိုးသွားပေးပါဒီလိုပုံစံလေးအတိုင်းသူတို့6တန်းထိထိုးလာခဲ့ပေးပါနော်ဒါဆိုလို့ရှိရင်သူဒုတိယတန်းစပြီးတော့ထိုးနေပေါ့နော်ဒီလိုပုံစံလေးအတိုင်းပဲဟိုဘက်ဆုံးရောက်ပြီဆိုရင်လည်းချိန်လေးတစ်ခုတက်မယ်ပြန်လှည့်မယ်ဒီလိုလေးတိုင်တိုလေး120ထပ်ထိုးမယ်ပေါ့နော်ဒီပုံစံလေးအတိုင်းအားလုံးပေါင်း6တန်းထိုးလာခဲ့ပေးပါနော်ဒါဆိုလို့ရှိရင်ဒီမှာ2 4 6တန်းထိထိုးလာခဲ့ပြီပေါ့နော်6တန်းထိပြီးရင်ချိန်လေးတစ်ခုတက်မယ်ပြီးရင်ဒီမှာဒီတိုင်ဒီနောက်ဆုံးထိုးခဲ့တဲ့ဒီတိုင်တိုထဲမှာပဲတိုင်တိုလေးတစ်ချက်ထိုးလိုက်မယ်ပြီးရင်သူဘေးနဲ့လေးအပေါက်ထဲမှာနောက်တဲ့တိုင်တိုလေး2ခါနောက်တစ်ပေါက်မှာ3ခါ4ခါ5ခါ6ခါနော်6ခါပြီလို့ရှိရင်ဒီမှာတို့ဒီဘက်မှာဒီဘက်ကတိုင်တိုလေးတွေပေါ်မှာထပ်ထိုးမယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်6ခါဒီတစ်ပေါက်ထဲမှာတစ်ခါအားလုံးပေါင်းဒီဘက်ဘေးမှာ9ခါနော်ပြီးမှတို့ဒီဘက်ကိုထပ်ပြီးတော့အဲ့9ကထိုးခဲ့တဲ့ဒီတောင်းနေရာလေးမှာပဲဒီခါကျတော့ရှက်ကော်လေးနဲ့ဒီဘေးတွေကျတော့ရှက်ကော်နဲ့ထိုးသွားမယ်ပေါ့နော်ဒီမှာကျတော့သူတို့9ခါနော်9ခါဒီတစ်ပေါက်ထဲမှာပဲတိုင်တိုတစ်ခါရှက်ကော်တစ်ခါနော်ဒါဆိုလို့ရှိရင်ဒီတိုင်းလေးပဲရှက်ကော်လေးတွေဒီပုံစံလေးအတိုင်းပဲထိုးသွားမယ်ဒီဘက်ထိတ်ဆုံးထိထိုးလာခဲ့ပြီပါနော်ဒီဘက်ထိပေါ့နော်ဒီမှာသူတို့ဒီနောက်ဆုံးပေါက်ရောက်လာပြီဆိုလို့ရှိရင်ဒီနောက်ဆုံးပေါက်ထဲမှာသူတို့ကရှက်ကော့တစ်ခါပြီးရင်အဲ့ဒီပေါက်ထဲမှာပဲသူတိုင်တိုတစ်ခါထိုးမယ်ပေါ့နော်ဒီကျိုးရှည်လေးတွေပဲပို့လိုက်မယ်နော်သူကပြန်ချုပ်မှာဆိုတော့လေဒီမှာတိုင်တိုတစ်ခါအဲ့ဒီပေါက်ထဲမှာပဲနော်အဲ့ဒီပေါက်ထဲမှာပဲရှက်ကော့တစ်ခါတိုင်တိုတစ်ခါပြီးရင်ဒီဘက်ဘေးမှာတိုင်တိုဒါနဲ့ဆိုရင်2 3 4 5 6ဒီဘက်ကဒီတိုင်တိုပေါ်မှာခွန်ပြီးရင်သူတို့အဲ့ထိုးထားတဲ့ဒီပေါက်ထဲမှာပဲဇူးရှက်ကော်နဲ့9ငါဟိုဘက်မှာထိုးခဲ့တယ်လို့ပဲတစ်ပေါက်ကိုတစ်ချက်စီနဲ့ရှက်ကော်လေးနဲ့အနားလေးတွေထပ်ပြီးတော့လိုက်ကုန်မယ်နော်ဒီလိုလေးပြီးဟိုဘက်အစနေရာထိရောက်အောင်ဒီလိုတိုင်ရှက်ကော်လေးတွေနဲ့အနားကွတ်သွားပေးပါနော်ဒါဆိုလို့ရှိရင်ဒီမှာတို့ဒီမှာပထမဆုံးထိုးခဲ့တဲ့ဒီအပေါက်လေးတွေရောက်ပြီးတော့เนาะဒီပေါက်လေးထဲမှာလဲတို့ရှက်ကော်လေးနဲ့ပဲဆက်လိုက်မယ်ပြီးတို့ပထမဆုံးထိုးခဲ့တဲ့ဒီတိုင်တိုလေးမှာလဲတို့ရှက်ကော်လေးနဲ့ဆက်လိုက်မယ်ဒါဆိုလို့ရှိရင်ခြီလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်မယ်ဒါချုပ်ဖို့ပေါ့เนาะဒါဆိုလို့ရှိရင်ရပြီချိန်လေးတစ်ခု
တက်ပြီးတော့ခြေလေးကိုဆွဲထုတ်လိုက်မယ်ပြီးရင်ဒါလေးကိုသူတို့ပခုံးကြိုးလေးချုပ်မယ်ပေါ့နော်ဒီမှာဆိုဒါဆိုလို့ရှိရင်အဲ့လေးကဒီလိုလေးပေါ့နော်ဒီမှာဆိုဒီဘက်မှာခိုင်းလေးတစ်ပတ်တက်ပြီးသွားပြီဒီဘက်မှာတက်ပြမယ်ပေါ့နော်ဒီဘက်ကအတိုင်းလေးပဲဟိုဘက်မှာတက်လို့ရှိရင်ရပါပြီဒါဆိုရင်တို့ဒီမှာ5ခုတွဲလေးဒီမှာတိုင်ရှင်5ခုတွဲထိုးထားတဲ့ဒီဘက်ဘေးကတိုင်ရှင်လေးကိုလက်လေးနဲ့ရင်မှတ်လိုက်မယ်ဒီဘက်မှာလည်းဒီလိုပဲပေါ့နော်ဒါအလျားဘက်ပေါ့နော်ဒီဘက်မှာနှိပ်စီတွေနော်ဒီမှာဒါဆိုလို့ရှိရင်ဒီဘက်ကဒီတိုင်လေးကိုလက်လေးနဲ့ဒီလိုလေးကိုင်လိုက်မယ်ဟိုဘက်ဒီဘက်တစ်ခုစီလာမယ်ပေါ့နော်1 2 3 4 5 6ဒီမှာ6ခုအလဲကောင်းမှဒီမှာ4ခုကျန်တယ်နော်အဲ့4ခုရဲ့ဒီမှာဒီတိုင်ရဲ့တက်နဲ့မှာဒီမှာတိုင်လေးရှိတယ်ဒီမှာတိုင်တိုလေးရှိတိုင်တိုလေးရဲ့တက်မှာဒီမှာဆိုတော့ဒီမှာဒီနေရာလေးကနေစပြီးတော့နေရာလေးကနေစပြီးတော့ထိုးမယ်နော်ဒီဘက်ကနေလို့ရှိရင်ဆိုဒီဘက်ကခြေလေးကိုဒီပခုံးကြိုးလေးကိုယူလိုက်မယ်ပြီးရင်ဒီနော်ဒီရလေးနော်ဆိုတော့ဟိုဘက်ကနေပြီးတော့ဒီဘက်ကိုတစ်ခါအရင်ဆုံးထိုးလိုက်မယ်ရင်ဆုံးချိုးကိုမလဲအောင်တစ်ချက်ကြည့်မယ်ဒီလိုလေးရပြီเนาะဒီလိုလေးထိုးမယ်ရင်ဒါဆိုလို့ရှင်ဆိုဒီမှာ1 2 3 4 5 6ခွန်ဆိုဒီတိုင်ကနေထိုးမယ်เนาะဒါဆိုလို့ရှင်ဒီမှာလာပြီးလို့ရှိရင်ဆိုတော့ဒီမှာဒီထဲကိုပြန်ပြီးတော့ဒီလိုလေးပြန်ပြီးတော့ထိုးမယ်တင်းနေအောင်ဆွဲမယ်နော်ပြီးရင်ဆိုတော့ဒီအက်လေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးလို့ရှိရင်ဆိုဒီအက်လေးနဲ့လာမယ်ပေါ့နော်ဒီမှာဆိုတော့ခုနကထိုးခဲ့တယ်ဒီမှာဒီခုနကပြီးရင်ဆိုဒီခုနကထိုးခဲ့တဲ့ဒီတိုင်လိုလေးမှာအက်လေးထိုးလိုက်မယ်ပြီးရင်ဒီမှာဒီရောက်ကဒီရှက်ကော်နေရာလေးကိုလည်းဆိုအက်လေးနဲ့ဒီဘက်ကနေတခါပြန်ပြီးတော့အတွင်းထဲကိုတက်ပြီးတော့ထိုးလိုက်မယ်ပေါ့နော်ထိုးလိုက်မယ်ပြီးမှဒီချီလေးကိုယူပြီးတော့ဆွဲထုတ်မယ်တခါတည်းအပေါ်ထိဆွဲထုတ်လိုက်မယ်ဒီလိုလေးရပြီပြီးရင်သူ့ရဲ့ဘေးကအပေါက်မှာလည်းဆိုဒီလိုလေးပဲလုပ်မယ်ပေါ့နော်ဒီပေါက်မှာအလေးထိုးမယ်ပြီးရင်ဒီရှက်ကော်ရဲ့ဒီဘက်ဘေးကသူ့ဘေးကဒီအပေါက်လေးမှာလည်းဆိုတစ်ခါဒီမှာထပ်ပြီးတော့ထိုးမယ်ပြီးရင်ခြီလေးကိုအပေါ်ထိဆွဲပြီးတော့ဆွဲထုတ်မယ်ဒီမှာရှက်ကော်တစ်ခါရဲလုံးလိုက်မယ်ပေါ့နော်တရားလေးကနည်းနည်းတော့လက်ဝင်နေဒါပေမဲ့တရားဒီပုံစံလေးကပိုးခိုင်နေပေါ့နော်ပြီးရင်တတိယမြောက်တိုင်တိုမှာထိုးမယ်ပြီးရင်ဒီမှာလည်း3ပေါက်တတိယမြောက်ရှက်ကော်မှာအဲ့လေးထိုးမယ်ဒီမှာထိုးမယ်ဒီမှာထိုးမယ်ဆွဲထုတ်မယ်ဒီမှာထိုးမယ်ဒီရောက်ကသူ့ရဲ့ဒီဘက်ဘေးကဒီပေါက်ထဲမှာထိုးမယ်ပြီးရင်ဆွဲထုတ်မယ်ဒီမှာထိုးမယ်ဒီမှာထိုးမယ်ပြီးရင်ဆွဲထုတ်မယ်ပြီးရင်ဒါဆိုလို့ရှိရင်တို့ဒီမှာနောက်ဆုံးအပေါက်ကိုလည်းဒီလိုလေးပဲထိုးလိုက်မယ်ပြီးရင်ဒီတွင်းကချီလေးကိုယူပြီးတော့ဆွဲထုတ်လိုက်မယ်ဒါဆိုလို့ရှိရင်ရာပြီပေါ့နော်ပြီးရင်တို့ချီလေးကိုဆွဲထုတ်မယ်ပြီးရင်ချီစာလေးသိမ်းမယ်ဆိုတော့ဒီမှာနောက်ဆုံးထိုးခဲ့တဲ့ဒီအောက်ကဒီအတွင်းထဲကဒီပေါက်လေးထဲမှာလည်းတစ်ခုထိုးအလေးကိုထိုးလိုက်မယ်
ပြီးရင်ဒီအပေါ်မှာလည်းထပ်ပြီးတော့ထိုးမယ်တင်းတင်းလေးဆွဲမယ်နော်ပြီးရင်အောက်ကိုလည်းတစ်ချက်လောက်ထပ်ထိုးလိုက်မယ်ဒါဆိုလို့ရှိရင်သူတို့ရသွားပြီပေါ့နော်ဒီတိုင်းလေးပဲအတွင်းထဲကိုဒီဟာလေးတင်လိုက်လို့ရှိရင်ချီစာလေးတင်လိုက်လို့ရှိရင်ရပါပြီဒါဆိုလို့ရှိရင်သူတိမ်မပြတော့ဘူးပေါ့နော်ကိုယ့်အကိုပဲတက်ရဲလေးဖြစ်အောင်တင်လိုက်တော့နော်ဒါဆိုလို့ရှိရင်သူအိတ်လေးပြီးပြီးကျမသူအသေးစိတ်လေးပြန်ပြီးတော့ရိုက်ပြပေးမယ်နော်။